နောက်ဆုံးခါတဆောင်နိုင်ပဲသွားနေလို့ပြောက်တယ်မထင်နဲ့နော်ခုပြောပြစရာလေးရှိလို့ပါတကယ်ပေါ့နော်ကိုရဲ့ honest review ပေါ့နော်ဒီများပုံနေဗီဒီယိုလေးတွေပဲတင်နေရတော့ကိုရဲ့ကိုပါ review လေးပေးချင်လို့ပါကိုဆိုလို့ရှိရင် bike ချစ်ကိုလေ3ထစ်လောက်ထိရှိရပေါ့နော်အခုဆိုလို့ရှိရင်နည်းနည်းလေးပဲကျွန်တော်တို့အရင်ကိုကျင်းနေလို့ပေါ့နော်ဒီရဲ့မနှောမြေစီချောက်ပင်းတီလေးကိုတောက်ပြီးတော့မှရလက်လေးကဘယ်လိုရလာလဲဆိုတဲ့ဟာကိုငါပြောပြတာပါခုဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့တစ်ထစ်လေးပဲကျွန်တော်ဒါတော့မှမနှောမြေကိုမနှောမြေကအမှန်ဆိုလို့ရှိရင်တရက်ကို3ချိန်တောက်ရရပေါ့နော်ဒါပေမဲ့ကျွန်မတော့တရက်ကိုတစ်ချိန်ပဲတောက်တယ်ပုံမှန်လေးကတောက်တာပေါ့နော်အခုဆိုလို့ရှိရင်တော့တရက်ကိုမနက်နဲ့နေလေဆိုပြီးတော့မှတိုးပြီးတော့မှတောက်နေပါပြီအရင်ကြိုက်လို့ပေါ့နော်ပြီးတွေ့ result လေးရတယ်တကယ်ကိုစိတ်ကျဉ်နှံမှုပေးလို့ပေါ့နော်အခုဆိုကြည့်လိုက်ပါဒါတော့ကျွန်မရဲ့ကိုပိုင် honest review လေးပေါ့နော်ဒီရဲ့ bike ချစ်3ထစ်ကနေတစ်ထစ်လေးပဲကျွန်တော်ဆိုတော့ပြီးလို့ရှိရင်နေလို့ထိုင်လို့လည်းအရင်ကောင်းလာတယ်မနှောမြေကိုပေါ့နော်ပထမတစ်ချက်ကဒီ bike ရဲ့အစီကိုကြားချင်တယ်ပြီးလို့ရှိရင်ဒုတိယဝမ်းမှန်ချင်တယ်ပေါ့နော်တတိယကျတော့ဒီကိုယ့်ရဲ့ရှိနေတဲ့ weight လေးနဲ့ထိန်းချင်တယ်ဒါမှမဟုတ်ရှင်လည်းကိုယ့်ရဲ့ဒီအရင်ဝါတဲ့ဆိုလို့ရှိရင် weight ချချင်တယ်ဆိုလို့ရှိရင်လည်းတောက်ပြီးလို့ရတယ်နော်ကျမတော့မနှောမြေကိုလေးဒီဝမ်းမှန်စီပြီးတော့မှဒီလိုမျိုးအစီကိုပိုင်နာလေးအစီကိုကြားပိုက်ချက်ချင်လို့တောက်တာပါအခုတွေ့ရ result လေးရလာတော့အရင်ကိုကျင်းနေပါပြီဘယ်လိုကျမလိုမျိုး weight ပဲထိန်းချင်တယ် weight မချချင်ဘူးဒီပိုင်နာလေးအစီပိုလေးပေါ့နော်လက်မောင်း bike ပေါင်အနာလေးအစီပိုလေးကိုပဲအဓိကချချင်တယ်ဆိုလို့ရှိရင်တော့ဒီမနှောမြေစီကြောက်ပင်းတီလေးကိုစမ်းတောက်ကြည့်ပါကျမဆိုလို့ရှိရင်ကျမနဲ့တီးတဲ့လူဆိုလို့ရှိရင်တီးရပေါ့နော်ပိန်လူပဲပိန်တာပါ bike ကတော့အဲ့လိုထိုင်နေလို့ရှိရင်ဆို3ထစ်လောက်ထိရှိတယ်ပြီးလို့ရှိရင်အဲ့လိုမျိုးများလိုမျိုး crop top လာလေးတွေအဓိကတော့ကာဝင်ပေါ့နော်ဝတ်လို့မရအောင်တော့ကာဝင်လို့ရှိရင်ဆိုမျိုးပိုက်ကြီးတယ်လိုမျိုးပေါ့နော်ပိုက်ရအကြောင်းလို့ကာဝင်ဆိုရင်ရှောင်းပါလေကျမလိုမျိုးပေါ့နော် bike ကလေးချက်ချင်တယ်ဝမ်းမှန်စီချင်တယ်ဆိုလို့ရှိရင်တော့မြန်ဝေထားနော်ဒီမနှောမြေစီကြောက်ပင်းတီကိုနောက်လ17လပိုင်းတရက်နေ့မနေ့ပြန်ပေါ့နော်အဲ့ဆိုလို့ရှိရင်သူကစီတက်ပါပြီးဒီနေ့နောက်ဆုံးပဲပေါ့နော်ဒီနေ့ည7နာရီမတိုင်ခင်မြန်လာဝေပါစမ်းတောက်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းစမ်းတောက်ကြည့်ကြနော်ကောင်းလားမကောင်းလားဆိုလို့ရှိရင်ကိုယ်တိုင်စမ်းတောက်ကြည့်ဖို့ကအဓိကပဲပေါ့နော်ဘူးမှာဆိုလို့ရှိရင်ဒီလိုမျိုးအထုပ်တွေ30ထုပ်တိပါတယ်ပေါ့နော်ဟာကိုဒီနေ့ည7နာရီအထိသူကတပူးကို2500နဲ့ရပါမယ်ရှင်နောက်ထပ်မနေ့ပြန်17လပိုင်းတရက်နေ့ကစပြီးတော့မှစီတက်ပါပြီနော်ဒီမနှောမြေစီကြောက်ပင်းတီကိုတကယ်ကိုယ်တိုင်တောက်ပြီးတော့မှတကယ်ရလက်တိတာအရန်ကောင်းလို့ပေါ့နော်ကိုယ်တိုင်ပြန်ပြီးတော့မှရောင်းတာပါမနှောမြေတကယ်အစီကြလားမကြလားသိချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်စမ်းတောက်ကြည့်ကြပါနော်ဆန်းရင်းနဲ့မနှောမြေတောက်ကြပါဆန်းမဲ့စီစဉ်လေးလေးရှိတော့မနှောမြေတောက်ရင်းနဲ့ကန်ဆန်းလို့ရပါတယ်နော်